ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီနေ့ကျွန်တော်တို့အိမ်တော်မှာတက်ရှင်တဲ့ဖျားရုပ်ကိုယ်ွယ်ချီးမွမ်းဖို့ရောက်ရှိလာတဲ့မိသားစုတွေအားလုံးကိုကျေးဇူးတင်တယ်လို့လိုင်းရနေပါဝင်တဲ့မိသားစုတွေသူတစ်ဖြစ်ကိုတန်းစော်တို့မိသားစုเนาะကျွန်တော်ထိုင်းเนาะမော်လမြိုင်ဖဲစတဲ့ဖြစ်เนาะခြားသောရက်ကနေပြီးတော့ပါဝင်တဲ့မိသားစုတွေအားလုံးကိုလည်းအထူးပဲကျေးဇူးတင်တယ်ဆိုတာထပ်လောင်းပြီးတော့ပြောချင်ပါတယ်ဒီနေ့ပထမဦးဆုံးအချိန်အသင်းတော်တို့ရောက်ရှိလာတဲ့နောက်ကျွန်တော်တို့ဒီသမီးတွေနော်သားတွေအားလုံးလည်းအိမ်တော်ကနေကြိုဆိုတယ်ဆိုတာကိုထပ်လောင်းပြီးတော့ပြောချင်တယ်ကုန်တော်ချီးမွမ်းပေးတဲ့သမီးပေါ်မှာလည်းဆက်လက်ပြီးဖျားရှိကောင်းချီးပေးပါစေဒီနေ့နှုတ်ကပတ်တော်ကျွန်တော်နော်ပြင်ဆင်တဲ့နှုတ်ကပတ်တော်ရှမာသက်ခရစ်ယာန်ခန်းကြီး26ပိုင်းငယ်36ကနေပြီးတော့46ထိဖြစ်ပါတယ်ရှမာသက်ခရစ်ယာန်ခန်းကြီး26အပိုင်းငယ်36ကနေပြီးတော့ကျွန်တော်ခဏလေးဖတ်ပါမယ်ထိုအခါယေရှုသည်သူတို့နှင့်အတူကေသရှေမန်အရက်သို့ရောက်တော်မူလျှင်ငါသည်ဟိုရက်သို့သွား၍ဆုတောင်းစဉ်တွင်ဤရက်၌ထိုင်နေကြလောဟုတပည့်တော်တို့အားမိန့်တော်မူပြီးမှပေတရုနှင့်ဇေဗဒေ၏သားနှစ်ယောက်တို့ကိုခေါ်သွား၍နှလုံးတော်စိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏ထိုအခါယေရှုကငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏ဤရက်၌ငါနှင့်တူဆောက်၍နေကြလောဟုတပည့်တော်3ယောက်တော်အားမိန့်တော်မူ၏ထိုမှအနည်းငယ်လွန်ပြန်လင်ပြက်ဝဲ၍အကျွန်ုပ်အပါဤခွက်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လင်လွန်သွားပါစေသောသို့တော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်ကိုယ်တော်လူတော်ရှိသည့်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းတော်မူ၏တပည့်တော်တို့ရှိရာသို့ပြန်၍သူတို့သည်အိပ်ပျော်လျက်နေကြသည်ကိုတွေးတော်မူလင်သင်တို့သည်တနာရီခန့်မြငါနှင့်အတူစောင့်၍နေခြင်းငါဤသို့မစွမ်းနိုင်သလောစုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလွတ်မိကြောင်းဆုတောင်းလျက်စောင့်နေကြလောစိတ်ဝိညာဉ်ကစေတနာရှိ냐တော်လဲကိုယ်မူကားအားနေသည်ဟုပေတရုအားမိန့်တော်မူပြီးမှတဖန်သွား၍အကျွန်ုပ်အပဤခွက်ကိုအကျွန်ုပ်မတောက်ပဲလွန်၍မသွားရလင်ကိုတော်အလိုတော်ရှိသည့်အတိုင်းဖြစ်ပါစေသောဟုဆုတောင်းပြန်၏ထို့နောက်တပည့်တော်တို့ရှိရာသို့လာ၍သူတို့သည်မျက်စိလေးလံတစ်ဖြင့်တပန်အိပ်ပျော်လျက်နေကြသည်ကိုတွေ့တော်မူလင်သူတို့ကိုထားခဲ့၍တဖန်သွားပြေးလင်ရှေ့မွတ်ဆူသည်နီးတူ3ကြိမ်မြောက်အောင်ဆုတောင်းတော်မူ၏ထို့နောက်တပည့်တော်တို့ရှိရာသို့ပြန်လာလင်ယခုအိပ်ပျော်၍ငြိမ်ဝတ်စွာနေကြလော့လူသားကိုစိုးသောသူတို့လက်သို့အနံ့ရန်သောအချိန်ရောက်လေပြီနှုတ်ကပတ်တော်အားဖြင့်ရောက်တိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေကနာလေးဆုတောင်းကြရအောင်အသက်ရှင်တော်မူသောထာဝရဘုရားဒီနေ့ဖွင့်ပြမယ်နှုတ်ကပတ်တော်အတွက်ကိုရောယေရှုတင်တယ်ဝိညာဉ်တော်ဖျားရှင်ကျွန်တော်မျိုးသုံးပြုပါဒီနေ့လာရင်တော်လကောင်းဒီအိမ်တော်မှာရောက်ရှိလာတဲ့သားမီးယောက်တန်းအတွက်ကိုရောဒီစကားပြောတော်မူပါကိုရောဒီစကားပြောပါနှုတ်ကပတ်တော်ကိုဆေလွတ်တော်မူပါလက်တော်ထဲမှာယေရှုနာမ၌ဆုတောင်းစက္ကန့်နံပါတ်ဖာဖျားသခင်အာမင်ဒီနေ့သခင်အလိုအတိုင်းသခင်အလိုတိုင်းဆိုတဲ့ကောင်းစဉ်နဲ့အသင်းတော်မိသားစုများကိုအနည်းငယ်ခွန်အားပေးခြင်းပါတယ်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ယုံကြည်သူတွေအားလုံးနဲ့ဆက်ဆိုင်တဲ့နှုတ်ကပတ်တော်ဖြစ်ပေမဲ့လည်းပဲတချို့တွေအတွက်ကြအဓိပ္ပာယ်ရှိခြင်းမှရှိပါဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကတော့ဘုရားခင်ရဲ့အလိုတော်ကိုတကယ်ဆောင်လိုတဲ့သူတွေဘုရားခင်အလိုတော်ကိုဘလောက်ပဲဖိုးခပေးရသည်ဖြစ်ပါစေဆောင်လိုတော်သူတွေအတွက်ကတော့ကွတ်တိဖြစ်မှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဖယားခင်အလိုတော်ကိုဆောင်ခြင်းဟာဘယ်တော့မှမလွယ်ကူပါဘူးတခါတလေကျွန်တော်ဖယားခင်ဆုတောင်းတယ်ကိုရောအလိုတော်ကိုဖွင့်ပြပါကျွန်တော်ကိုရောအလိုတော်ဖွင့်ပြပါကျွန်တော်လုပ်ငန်းကျွန်တော်မိသားစုအတွက်ကိုရောအလိုတော်ကိုဖွင့်ပြပါလို့ကျွန်တော်တို့ဆုတောင်းတော်ညာလည်းပဲဖယားခင်တဲ့ချိန်ပန်များစွာသူ့အလိုတော်ကိုပြောပြတော်ညာလည်းပဲကျွန်တော်တို့အလိုတော်ကျွန်တော်လိုချင်တဲ့အလိုတော်နဲ့မကိုက်ညီတဲ့အခါမှာကျွန်တော်ရှောင်နိုင်ကြတယ်ဒါပေမဲ့ဘုရားခင်အလိုတော်ကိုဆောင်ရွက်ခြင်းကဘတော်မှလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ရှမာသက်ခရစ်ဝင်ကျမ်းမှာဆိုလို့ရှိရင်သခင်ယေရှုခရစ်တော်ကခမေးတော်အလိုဘုရားခင်အလိုတော်ကိုကျွန်တော်တို့ဘယ်လိုပြည့်စုံစေနိုင်မလဲဆိုတာကိုကျွန်တော်တို့ကိုညွှန်ပြတာဖြစ်တယ်သခင်ယေရှုခရစ်တော်ကျွန်တော်ရဲ့မော်တယ်ကျွန်တော်ရဲ့စံဖြစ်တယ်လို့သခင်ယေရှုခရစ်တော်ကျွန်တော်ကိုထားရှိပေးတဲ့ပုံသက်သေများကိုယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်တော်သူများအနေနဲ့အထူးသဖြင့်စစ်မှန်တဲ့ယေရှုခရစ်တော်ရဲ့တပည့်တော်များယုံကြည်သူစစ်များအနေနဲ့ယေရှုကျွန်တော်တို့ကိုလိုက်နာဖို့အတွက်ညွှန်ပြထားသောအရာများကိုကျွန်တော်တို့သိရှိလျက်နားလည်ဖို့အတွက်အလုံးကိုအရေးကြီးပါတယ်
ဒါကြောင့်မလို့ဆောနာကကျွန်တော်တို့เนาะအနီးတိုင်းမှာပြောသလိုဒီနေ့ဝင်ငါမဲ့နှုတ်ကပတ်တော်ဟာကျွန်တော်အားလုံးအတွက်ဖြစ်တော်ညာလည်းပဲတချို့တွေအတွက်ကြောင့်အယံပြင်းထန်တဲ့နှုတ်ကပတ်တော်ဖြစ်ကောင်းဖြစ်နိုင်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ယုံကြည်တယ်ဘုရားခင်ကျွန်တော်တို့ကိုဒီနှုတ်ကပတ်တော်ဖြစ်တဆုံတစ်ခုသောအရာကိုသွန်သင်ခြင်းနဲ့သင်ယူစေခြင်းနဲ့ဆိုတာကျွန်တော်တို့နားလည်ပါတယ်เนาะဒါကြောင့်မလို့ကျွန်တော်တို့ဆောနာကကျွန်တော်ဖတ်သွားတဲ့ရှမာတဲ့ခရစ်ဝင်အခန်းကြီး26အပိုင်းငယ်36ကနေကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ယေရှုခရစ်တော်ရဲ့အသက်တာကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အဖခမည်းတော်ရဲ့အလိုတော်ကိုဆောင်ဖွင့်အတွက်ယေရှုကကောင်းငင်ဘုံစီးစင်းအားလုံးကိုစွန့်ပြီးတော့မြေကြီးမှာဆင်းသက်လာတယ်။ယေရှုလောကမှာတက်တော်ထင်ရှားတဲ့အချိန်မှာရှမာတဲ့ခရစ်ဝင်26မတိုင်ခင်ယေရှုကအံ့ဘွယ်သောနမိတ်လက္ခဏာတွေပြတယ်။လူနာတွေကိုကျမ်းမာစေတယ်သေသောသူတွေကိုရှင်ပြန်ထမြောက်စေတယ်ယေရှုရဲ့ဘဝကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်အယံကိုပျော်စရာကောင်းတဲ့ဘဝမျိုးပါပဲဒါပေမဲ့ပြည့်စုံသော perfect will ဖခင်ရဲ့ပြည့်စုံသောအလိုတော်ကိုဆောင်ခြင်းအားနတ်ဆိုးနေထုတ်ယုံလောက်သေသောသူတွေကိုရှင်ပြန်ထမြောက်စေုံလုံးနဲ့မဟုတ်ဘူးအပြစ်ရှိတဲ့လူသားတွေအားလုံးကိုရွေးနှုတ်ကယ်တင်ပွင့်အတွက်လဝါကားတိုင်းမှာအသေးခံခြင်းဟာဖခင်ရဲ့ပြည့်စုံသောအလိုတော်ဖြစ်တယ်အဲ့ဒီအရာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်အဲ့ဒီအရာနဲ့တဖြည်းဖြည်းနီးကပ်လာတယ်တဖြည်းဖြည်းနီးကပ်လာတယ်ဆောနာကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်မှာဆိုလို့ရှိရင်ယေရှုကိုမဖမ်းခင်ယေရှုလက်ဝါးကားထဲမှာရက်ဆက်စွာအသက်မခံခင်အရှက်ကွဲခြင်းယေရှုခရစ်တော်လက်ဝါးကားထဲမှာတေခံတဲ့အခါမှာကျွန်တော်တို့နော်TV ဒီမှာလဲကျွန်တော်ဖန်သားပြင်ပေါ်မှာလဲကျွန်တော်တွေ့ရယေရှုဟာလူရဲ့စထွေးထွေးခြင်းခံရတယ်ကဲရဲ့ပြစ်တင်ခြင်းခံရတဲ့ယေရှုလက်ဝါးကားထဲမှာသေခံတဲ့အခါမှာနော်ဒီမှာနန်ယိုးမှာလန်နဲ့ထိုးတယ်ကောင်းမှာနော်ကျွန်တော်ဆူရတရဖူဆောင်းစေတယ်ယေရှုခန္ဓာကိုတစ်ခုလုံးကိုကြည့်မဆိုလို့ရှိရင်ရစရာမရှိအောင်ရိုက်နှက်ခြင်းကိုခံတယ်ယေရှုထိုကဲ့သို့ခံစားမယ်ဆိုတာကိုမြင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမတိုင်ခင်မှာယေရှုကတပည့်တော်တွေနဲ့ဘယ်ကိုသွားတာလဲဆိုလို့ရှိရင်ကဲသရှင်မန်ဥယျာဉ်ကိုသွားပြီးတော့ဖခင်တန်နဲ့ဆုတောင်းတာဖြစ်တယ်ကျွန်တော်ကျမ်းစာထဲမှာဖတ်သွားတဲ့အတိုင်းပဲတပည့်တော်တွေယေရှုမှာတပည့်တော်တွေအများကြီးရှိတယ်တပည့်တော်တွေတချို့ကိုထားခဲ့ပြီးတော့ပေတရုရဲ့တဲ့ပြီးရင်ကျွန်တော်ဘသူလဲဆိုလို့ရှိရင်ယေဗဒဲဤသားနှစ်ယောက်လို့ပြောတယ်ဘသူတွေလဲဆိုလို့ရှိရင်တခြားကျမ်းကိုဖတ်တဲ့အခါမှာရှင်ယောဟန်နဲ့ရှင်ယာကုပ်နဲ့ဖြစ်တယ်နော် Peter James and Johnဒီ၃ယောက်တွေ့တပည့်တော်တွေမှာသူစိတ်ချရဆုံးသောသူတွေကိုကယ်တင်ရှင်မအိုးကြီးအတွင်ထဲကိုခေါ်သွားပြီးတော့သခင်ယေရှုခရစ်တော်ကအဖခမေတော်စီမှာဆုတောင်းတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အပိုင်းငယ်38မှာဆိုလို့ရှိရင်ဒီလိုပြောတယ်ယေရှုကငါသည်တေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိဖခင်သားတော်အရာအားလုံးကိုတဆွမ်းနိုင်သောယေရှုခရစ်တော်ကဒီချိန်မှာအလွန်ကိုစိတ်ညှိုးငယ်ခြင်းတေလောက်အောင်ထိသူကစိတ်ဒုက္ခဒေါကခံစားနေရတာဖြစ်တယ်။ဘာဖြစ်လို့လဲမကြခင်သူရင်ဆိုင်ရမယ့်အရာကိုကြိုသိနေတယ်။အဲ့ဒီခါမှာဖခင်စီမှာသူဆုတောင်းတယ်။ဘယ်လိုဆုတောင်းလဲဆိုလို့ရှိရင်တော့ပိုင်းရ39ပါထိုမအနေငယ်လွန်ပြန်လင်ပြည့်ဝ၍အကျွန်ုပ်အပါဤခွက်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လင်လွန်သွားပါစေသို့တော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်ကိုရောအလိုတော်ရှိသည့်အတိုင်းဖြစ်ပါစေယေရှုခရစ်တော်ကဒီခွက်မကြခင်မှာလဝါကားတိုင်းမှာသေခံရမယ့်အရာမကြခင်မှာလူတွေရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းအမျိုးမျိုးသောအရာသူ့ပေါ်မှာရောက်လာရမယ့်အရာကိုကြိုသိတဲ့အခါမှာသူ့ရဲ့သွေးသားသူ့ရဲ့လူသားဖြစ်ခြင်းနဲ့မခံနိုင်ဘူးဒါကြောင့်မလို့အဖာဤခွက်ခါကျွန်တော်စီကနေလွန်သွားလို့ရမှာဆိုလို့ရှင်လွန်သွားပါယေရှုကလူရဲ့ဇာတိအနေနဲ့ပြောမှဆိုရှင်ဒီခွက်ကိုလွန်သွားခြင်းနဲ့အပြင်ပန်းအစင်းရဲ့မခံခြင်းဘူးဒါမဲ့ယေရှုခရစ်တော်ကဘာလုပ်တာလဲဆိုကိုရောတဲ့ကျွန်တော်အလိုတိုင်းမဖြစ်ပါစေနဲ့ကိုရောအလိုတော်တိုင်းဖြစ်ပါစေဘုရားရှင်နာမဘုန်းကြီးခြင်းရှိပါစေဖခင်အလိုတော်ကိုဝန်ခံတဲ့အခါတိုင်းမှာဖခင်ကိုရောအလိုတော်အတိုင်းဖြစ်ပါစေလို့ကျွန်တော်ဝန်ခံတဲ့အခါတိုင်းမှာကျွန်တော်သိရှိရမယ့်အချက်၃ချက်ဒီနေရာမှာရှိပါတယ်နံပါတ်1ကတော့ပါလဲဆိုလို့ရှိရင်ဖခင်အလိုတော်ကိုဝန်ခံခြင်းဖခင်အလိုတော်နောက်ကိုလိုက်ခြင်းနဲ့ဆိုရှင်နံပါတ်1ကဘာလုပ်ရမလဲမိမိကိုယ်ကိုငင်းပယ်ရမယ်နေ့တိုင်းလက်ဝါးကားတိုင်းကိုထမ်းရမယ်ကျွန်တော်တို့ကိုကျွန်တော်ငင်းပယ်ရမယ်
ငင်းပယ်ချက်တတ်တာမရှိဘဲနဲ့ကျွန်တော်တို့ခရစ်တော်ရဲ့အလိုတော်ကိုဆောင်လို့မရဘူးယေရှုခရစ်တော်ဟာသူ့ရဲ့အသက်တာထဲမှာကိုငင်းပယ်ဖို့အတွက်ခက်ပါတယ်ဘသူကကားတိုင်းမှာသေခံခြင်းမလဲဘသူကရှက်တကွဲအကျိုးနေခြင်းနဲ့လူတွေရဲ့ကဲ့ရဲ့ပြစ်တင်ခြင်းနောက်ကိုလိုက်ခြင်းမလဲဒါပေမဲ့ယေရှုခရစ်တော်ဟာအဖခမည်းတော်ရဲ့အလိုတော်ကိုဆောင်ဖို့လို့ငါသူ့ကိုယ်သူဘာလုပ်ရတာလဲဆိုလို့ရှိရင်ကိုငင်းပယ်ရတယ် denying ourselves ကိုငင်းပယ်ခြင်းဆိုတဲ့အရာကပါလဲဆိုရှင်ကိုယ့်ရဲ့လောဘငါဆိုတဲ့အရာဘယ်နေရာမှာပဲရောက်ဘာပဲလုပ်ငါလုံနိုင်တယ်ငါတတ်နိုင်တယ်ငါပဲပညာရှိဆုံးမဟုတ်ရင်လောဘကြီးတာဘယ်တော့မှအခြားသောသူတွေကိုကျွန်တော်မစင်စားဘူးဖယားကိုပဟိုထားရမယ့်နေရာတဲ့ကိုပဲအမြဲတမ်းရှေ့တန်းတင်တတ်တဲ့ကိုပဲဦးစားပေးတတ်တဲ့အသက်တာကိုငင်းပယ်နိုင်မှယေရှုရဲ့နောက်ကိုလိုက်လို့ရတာဖြစ်တယ်ဖယားအလိုတော်ကိုဆောင်လို့ရတာဖြစ်တယ်ကျွန်တော်နားလည်နိုင်ဖို့ဖျားရှင်ကောင်းချီးပေးပါစေလဝါကားတိုင်းကိုထိုင်ခြင်းဆိုတဲ့အရာကပါလဲဆိုရှင်နေ့တိုင်းမှာဖယားခင်ထံ၌အသက်တာမြောက်ကိုစက္ကအနံပြီးကျွန်တော်တို့ရဲ့လူဟောင်းကိုကားတိုင်းမှာအသေးခံစေပြီးတော့ကျွန်တော်တို့ရဲ့အသက်တာတွေကနေပြီးတော့ယေရှုခရစ်တော်ရဲ့အသက်ရှင်ခြင်းနဲ့စီးထွက်လာဖို့အတွက်ဖြစ်ပါတယ်ချစ်တော်ဓမ္မမိတ်ဆွေများဒီနေ့ကျွန်တော်အသက်တာထဲမှာဖယားအလိုတော်နဲ့အသက်ရှင်လျက်ကျွန်တော်တို့ကအသက်ပေးပြီးတော့ရွေးနှုတ်ကယ်တင်တဲ့ဖယားကိုဝဲမြောက်စေခြင်းနဲ့ဆိုလို့ရှိရင်နေ့တိုင်းမိကိုငင်းပယ်ပြီးတော့လက်ဝါးကားတိုင်းကိုထမ်းရမယ်လို့သခင်ယေရှုကကျွန်တော်ကိုတွင်တင်တာဖြစ်တယ်ကျွန်တော်လက်ဝါးကားတိုင်းမထမ်းချင်ဘူးနေ့တိုင်းဘယ်သူထမ်းချင်မလဲဒီနေ့ကျွန်တော်တို့များဆိုသောသင်တော်ဒီမှာယေရှုခရစ်တော်အားဖြင့်သက်ရှင်တဲ့ယေရှုခရစ်တော်အားဖြင့်ချမ်းသာခြင်းယေရှုခရစ်တော်အားဖြင့်ချမ်းသာခြင်းယေရှုခရစ်တော်အားဖြင့်အောင်မြင်ခြင်းကိုပဲကျွန်တော်လိုချင်ပြီးတော့ခရစ်တော်အတွက်အဖခမည်းတော်အလိုတော်ကိုဆောင်ဖို့လို့ငါကိုငင်းပယ်ပြီးတော့နေ့တိုင်းလက်ဝါးကားတိုင်းထမ်းခြင်းကတော့ကျွန်တော်မထမ်းချင်ဘူးဒါကြောင့်မို့သခင်ယေရှုခရစ်တော်ကသူတောင်းမဲ့ခွက်ဟာသူ့ရဲ့အသက်ကိုပေးရမယ့်အရာဖြစ်တဲ့အတွက်ကြောင့်မလို့အဖခမင်းတော်စီမှာဆုမတောင်းခင်မှာယေရှုကပြောတယ်ငါသည်သေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိလူစားတိအနေနဲ့ဒါတွေကိုမလုပ်ချင်ဘူးညှိုးငယ်ခြင်းစိတ်ပင်ပန်းခြင်းရှိတယ်ဒါမဲ့ယေရှုကပြောတဲ့အရာကပါလဲဤခွက်သည်ကျွန်ုပ်ကိုလွန်သွားနိုင်လေလွန်သွားပါစေသို့တော်လဲအကျွန်ုပ်အလိုအတိုင်းမဖြစ်ပါစေနှင့်ဖျားရှင်နာမှာဘုန်းကြီးခြင်းရှိပါစေကိုရောဒီနေ့ကျွန်တော်လိုချင်တာတွေအများကြီးပဲကျွန်တော်ဖြစ်ချင်တာတွေအများကြီးပဲဒါပေမဲ့ကိုရောကျွန်တော်အလိုတိုင်းပဲဖြစ်ပါစေနဲ့ကိုရောအလိုတော်တိုင်းပဲဖြစ်ပါစေလို့နှုတ်ထဲကနေကျွန်တော်ဝန်ခံတဲ့အခါတိုင်းမှာအဖို့ခပေးခြင်းပါဝင်နေဆွလွတ်ခြင်းတွေပါဝင်နေကျွန်တော်မမာနတွေကိုထားခဲ့ပွင့်တဲ့ပါဝင်နေဆိုတော့ဒီနေ့ယေရှုခရစ်တော်ရဲ့အသက်တာထဲကနေပြီးတော့ကျွန်တော်သင်ယူနိုင်တာဖြစ်ပါတယ်ယေရှုခရစ်တော်ဟာသူ့အလိုတော်နောက်ကိုလိုက်ခြင်းမဟုတ်ဘဲနဲ့အဖခမည်းတော်ရဲ့အလိုတော်ကိုလိုက်ဖို့အတွက်သူရှေ့မှာတည်ခြင်းတရားကစောင့်နေတယ်ဆိုတာသိတော်ညာလည်းပဲနောက်ဆုံးအထိအဖခမည်းတော်ရဲ့အလိုတော်ကိုဝန်ခံဖို့အတွက်ပြင်ဆင်တာဖြစ်တယ်ဖျားရှင်နာမဘုန်းကြီးရှင်ရှိပါစေကိုငေးပယ်ခြင်းလဝါကားတိုင်းကိုထမ်းခြင်းမိမိရဲ့လိုချင်တဲ့အရာတွေအားလုံးကိုထားပြီးတော့ဖယားအလိုတော်နဲ့ညီအသက်ရှင်ခြင်းဆိုတာမလွယ်ကူဘူးကျွန်တော်တို့ကတော့ခရိယန်ဆိုပေမဲ့လည်းပဲပေါ့ပါနဲ့ပဲသွားချင်ကြတယ်ဒါမဲ့ဒီနေ့ဖျားခင်ကျွန်တော်တို့ကိုသူ့ရဲ့ perfect will of God ပြည့်စုံသောသူ့ရဲ့အလိုတော်ကိုဆောင်ဖို့လို့ငါသခင်ယေရှုခရစ်တော်ကောင်းကင်ကနေပြီးတော့လောကကိုစင်ကြွလာပြီးတော့လှုပ်ရှားရှိတာလူနာကိုချမ်းသာစေတာဖခင်အလိုတော်ဖြစ်တယ်လူနာတွေကိုတော့တည်တော်သူတွေကိုရှင်းပြထမြောက်စေတာဖခင်အလိုတော်ဖြစ်တယ်မရှိစင်ရသားတွေကိုကူညီတာဖခင်အလိုတော်ဖြစ်တယ်လူတွေကိုကောင်းကင်နိုင်ငံတော်နဲ့ဆက်ဆိုင်တဲ့အကြောင်းအရာကိုသွန်သင်ပေးတာဖခင်အလိုတော်ဖြစ်တယ်ဒါပေမဲ့ပြည့်စုံသောအလိုတော်ကမဟုတ်သေးဘူးပြည့်စုံသောအလိုတော်ကပါလေအဲ့ဒီအားလုံးကိုငင်းပယ်ပြီးတော့လဝါကားတိုင်းမှာဘာမှမတတ်နိုင်သောသူကဲ့သို့အသေးခံခြင်းဟာဖခင်ရဲ့ပြည့်စုံသောအလိုတော်ဖြစ်တယ်တို့မှသာလင်ကျွန်တော်တို့ထာဝရအသက်ရရှိဖို့အတွက်ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဖခင်အလိုတော်နဲ့အသက်ရှင်ခြင်းဆိုတာဒီနေ့လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးဒါပေမဲ့ဖခင်သူ့ရဲ့ပြည့်စုံသောအလိုတော်ကိုနားလည်ဖို့အတွက်အသက်ရှင်ဖို့အတွက်ကျွန်တော်တို့အလိုတော်ရှိပါတယ်တမန်တော်ရဲ့ရှင်ဘောလို့ယေရှုခရစ်တော်တက်တာနဲ့ပတ်သက်၍
ဖိလိပ္ပိဩဝါဒစာခန်းကြီးနှစ်အပိုင်းငယ်တက်ကနေရှစ်ထိကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်တော့ဒီလိုပြောထားပါတယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးနှစ်ပိုင်းငယ်တက်ကနေရှစ်မှာရှိပေမဲ့လည်းကျွန်တော်ဖတ်ပြရစီထို့ကြောင့်ခရစ်တော်၌တတ်တာခြင်းမေတ္တာနဲ့ဆက်ဆိုင်သောချမ်းသာခြင်းဝိညာဉ်တော်နဲ့မိတ္တာရာဖွဲ့ခြင်းတနာဆောင်မှခြင်းတည်ဟုသောအရာတစ်စုံတစ်ခုရှိလင်သင်တို့သည်အချင်းချင်းချစ်ကြ၍စိတ်မကွဲပြားပဲတလုံးတဝဒီကြံစီခြင်းနဲ့တကွတဘောတညီတညွတ်တီရှိသောအဖြစ်ငါဝမ်းမြောက်เสียအကြောင်းကိုစုံလင်စေကြလောရန်တွေ့လိုသောစိတ်အချင်းဤကြော်စောကီတိကိုတတ်မဲ့သောစိတ်ရှိ၍အဘယ်သူမျှမပြုကြနီသူတစ်ပါးသည်ကိုယ်ထက်သာ၍ကောင်းမြတ်သည်ကိုနှိမ့်ချသောစိတ်ရှိ၍တယောက်ကိုတယောက်ထင်မကြလောတဲ့ဟာလေလုယာဒါအချင်းချင်းကြားထဲမှာရှိရမယ့်အရာကိုအမှုရာကိုသာမရှုမမှတ်ပဲသူ့အမှုရာကိုချင်းချင်းရှုမှတ်ကြလောယေရှုခရစ်တော်၌ရှိသောထိုစိတ်တဘောကိုသင်တို့၌လည်းရှိစေကြလောထိုသခင်သည်ဖျားခင်တရံတော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ဖျားခင်နှင့်ပြိုင်သောအမှုကိုလူယူခြင်းအမှု၍မထင်မမှတ်လျက်ပင်မိမိအတရေကိုစွန့်၍အစေခံကျွန်၏တရံကိုယူဆောင်လျက်လူကဲ့သို့သောဖြစ်၌ဖွားမြင်ခြင်းကိုခံတော်မူ၏ထို့သောလူဤကုံအင်္ဂါလက္ခဏာနဲ့ပြည့်စုံလျက်အသေးခံခြင်းသာမဟုတ်လဝါကားတိုင်းမှာအသေးခံခြင်းတိုင်အောင်အစေခံကျွန်ကိုအစေကျွန်ခံ၍ကိုနှိပ်ချတော်မူ၏ဖခင်ရဲ့သားတော်ယေရှုခရစ်တော်ဟာမိတ်ဆွေနဲ့ကျွန်တော်ကိုရွေးနှုတ်ခဲ့တဲ့ဖွင့်အတွက်ကဲ့တရှင်မဥယျာဉ်မှာပြင်းထန်ဆိုတာသူဆုတောင်းတဲ့အခါမှာသူ့ရဲ့လူတော်ကိုဆောင်ရွက်ရမလားအဖခမင်းတော်အလိုတော်နောက်ကိုလိုက်ရမလားမဟုတ်သူ့အလိုတော်နောက်ကိုလိုက်ရမလားသူ့အကြိုက်ကိုရွေးမလားဖခင်ရဲ့အကြိုက်ကိုရွေးမလားသူရှင်းပြနေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူများအနေနဲ့နေ့တိုင်းကျွန်တော်ရဲ့သက်တာထဲမှာငါဆိုတဲ့အရာကတစ်ပိုင်းမှာရှိတယ်ဖခင်အလိုတော်ကတစ်ပိုင်းမှာရှိတယ်တခါတလေကိုယ့်အလိုနောက်ကိုလိုက်မယ်ဆိုလို့အရင်ပြင်ပန်းစရာမလိုပါဘူးဒါမဲ့ယုံကြည်သူများအနေနဲ့ဖခင်ရဲ့ရွေးကောက်ထားသောယုံကြည်သူများအနေနဲ့ကျွန်တော်တို့အသက်တာထဲမှာဖခင်ရဲ့အလိုတော်ကိုစောင့်ခြင်းနဲ့ဆိုလို့ရှင်တော့ဒီနေ့ကိုယ့်အလိုကိုငင်းပယ်ဖို့လိုအပ်ပါတယ်ယေရှုခရစ်တော်ကဘယ်လိုပုံစံနဲ့ကျွန်တော်တို့ကိုစံနမူနာပြထားတာလဲဆိုတာဆောနကဖိလိပ္ပိဩဝါဒစာခန်းကြီးနှစ်ထဲမှာကျွန်တော်တို့ဖတ်သွားတာဖြစ်ပါတယ်ဒါကြောင့်လို့မာသဲခန်းကြီး16ပိုင်းရဲ့24မှာဆိုလို့ရှိရင်ထိုအခါယေရှုကငါ၌ဈေးကလူသူဖြစ်လင်ကိုငင်းပယ်ရမည်ကိုလည်းဝါကားတိုင်းကိုထမ်း၍ငါနောက်သို့လိုက်ရမည်ဟာလေလုယာမလွယ်ပါဘူးယေရှုရဲ့နောက်ကိုလိုက်ခြင်းအဖခမင်းတော်ရဲ့အလိုတော်ကိုစောင့်ခြင်းဆိုတာလွယ်ကူတဲ့အရာမဟုတ်ပါဘူးဖခင်ကိုချစ်ခြင်းဆိုတာလေတနင်္ဂနွေနေ့ကျွန်တော်ဖျားကြောင်းလာယုံနဲ့မဟုတ်ပါဘူးအဝတ်စားကောင်းကောင်းနေဝတ်ပြီးတော့ဖျားခင်ရှေ့မှာတနင်္ဂနွေနေ့တရက်အိုးဖျားရှင်ကိုရောကိုယေရှုတင်နေကိုရောကိုချီးမွမ်းနေဆိုယုံနဲ့မပြီးဘူးဖခင်ကိုချစ်ခြင်းမှာဖခင်လိုတော်ကိုစောင့်ခြင်းမှာအဖိုးခပေးခြင်းနေပါဝင်တာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်သင်တော်မှာဆိုလို့ရှင်ဒီနေ့ကျွန်တော်တို့မီဒီယာကဏ္ဍမှာအာရှကဏ္ဍတို့ပြီးတော့ကျွန်တော် music ကဏ္ဍတို့ worship ကဏ္ဍတို့မှာအစိခံနေတဲ့ကျွန်တော်ညီကိုမောင်နှမတွေတော့သားသမီးတွေကိုအားပေးတယ်ဒီနေ့ဆုတောင်းဖို့ပြင်ဆင်ဖို့အခြားသောသူတွေထက်ကျွန်တော်တို့နည်းနည်းဘုရားကျောင်းကိုနည်းနည်းစောစောလာဖို့ဒါတွေကဘာကိုဖော်ပြနေတာလဲဆိုရှင်ကိုယ့်အလိုတော်ကတော့လေတနင်္ဂနွေနေ့မနက်စောစောထားဖို့မလွယ်ပါဘူးအဲ့ချင်သေးတယ်နိုင်ကြည့်တဲ့အခါမှာအဲ့လိုကောင်းတော့မယ်ဒါပေမဲ့ဖခင်လိုတော်ကတော့ဘာလဲဖျားเจ้าကိုစောစောရောက်ပြီးတော့အစီခံဖွင့်အတွက်ဖြစ်တယ်ကိုအားဖြတ်ချသောသူတွေကောင်းချီးမင်္ဂလာခံစားဖွင့်အတွက်ဖြစ်တယ်ကိုယ့်ရဲ့ပြင်ဆင်ခြင်းအားဖြင့်အခြားသောသူတွေဖခင်မျက်မှောက်တော်ထဲမှာဆွဲခေါ်ခြင်းဟာဖခင်အလိုတော်ဖြစ်တယ်တာ၍ပြည့်စုံသောအစီအစဉ်တွေဖြစ်ဖို့တာ၍ပြည့်စုံသောအသက်တာတွေဖြစ်ဖို့ရန်အတွက်ကိုကဆွန့်လွတ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဆွန့်လွတ်ခြင်းကဘာလဲဆိုရှင်အခြားသောသူတွေကောင်းချီးမင်္ဂလာခံစားဖို့အတွက်ဖြစ်တယ်။သခင်ယေရှုခရစ်တော်ကကေသရှင်မှာဥယျာဉ်မှာသေလောက်မတက်ဒီခွက်ကိုတောက်ဖို့အတွက်သူ့ရဲ့အလိုတော်ကမတောက်ချင်ဘူးသူ့ရဲ့အလိုတော်ကကားတိုင်းကိုမတက်ချင်ဘူး
ယေရှုခရစ်တော်ရဲ့သူ့ရဲ့အလိုဆန္ဒကတော့ဆက်ပြီးတော့လူနာတွေကိုကျမ်းမာစေပဲဆက်ပြီးတော့သေသောသူတွေကိုရှင်ပြန်ထမြောက်စေပဲဒါမဲ့ယေရှုလက်ဝါးကားတိုင်းမှာအသေးခံခြင်းမရှိဘဲနဲ့အပြစ်ကိုဖြေရှင်းလို့မရဘူးဖခင်ရဲ့ပြည့်စုံသောကယ်တင်ခြင်းပြည့်စုံသောအလိုတော်ကိုပြည့်စုံစေဖို့အတွက်ယေရှုမဖြစ်မနေလက်ဝါးကားတိုင်းကိုတက်ရမှာဖြစ်တယ်ဒါကြောင့်မလို့ယေရှုခရစ်တော်ကခက်ခဲနဲ့ကိုရောဒီခွက်ကိုကျွန်တော်စီကနေလွန်သွားလို့ရတယ်ဆိုလို့ရှင်လွန်သွားစေပါဒါပေမဲ့ကျွန်ုပ်အလိုတော်အတိုင်းမဖြစ်ပါစေနဲ့ကိုရောအလိုတော်အတိုင်းဖြစ်ပါစေကျွန်တော်နားလည်နိုင်ဖို့ဖျားရှင်ကောင်းချီးပေးပါစေနေ့ခရိယန်ကြီးကြားထဲမှာကျွန်တော်အသင်းတော်မှာမိမိအလိုကိုငင်းပေးပြီးတော့ဖခင်ရဲ့ခက်ခဲတဲ့အလိုတော်ကိုဝန်ခံတော်သူပိုများလာတယ်ဆိုလို့ရှိရင်ဖခင်ကဒီအသင်းတော်ကောင်းချီးပေးပါဖြစ်တယ်ဖခင်ဒီအသင်းတော်အားဖြင့်ကြီးမားသောအရာတွေကိုလှုပ်ဆောင်လာမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ရဲ့တာမန်စက်ယုံလောက်နဲ့မရဘူးလောဘကြီးတဲ့ခရိယန်ကျွန်တော်ရဲ့အသက်တာထဲမှာငါနဲ့ပြည့်နေတဲ့အသက်တာမျိုးဆိုလို့ရှိရင်ကျွန်တော်ကိုဖျားသုံးလို့မရဘူးဖျားခင်ရဲ့အလိုတော်တခင်ရဲ့အလိုတော်တိုင်းအသက်ရှင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဘာလို့အပ်တာလဲဆိုလို့ရှိရင်ကိုငေးပယ်ပြီးတော့လဝါကားတိုင်းကိုထမ်းပြီးတော့ယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်တော်သူတွေဖြစ်ဖို့အတွက်နေ့တိုင်းကျွန်တော်မှာပါကျွန်တော်ရဲ့အသက်တာထဲမှာကျမရဲ့အသက်တာထဲမှာဖခင်အလိုတော်ပြည့်စုံစေဖို့ဖခင်အလိုတော်ထင်ရှားလာဖို့ငါဘယ်ရာကိုငင်းပယ်ရမလဲငါဘယ်နေရာမှာနှိမ့်ချရမလဲငါဘယ်ရာတွေကိုစွန့်လွတ်ရမလဲဆိုတဲ့အရာတွေကိုမြင်တတ်သောသူတွေဖြစ်ဖို့ကျွန်တော်မှအစအရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်တို့အတ္တတွေနဲ့ပြည့်နေတဲ့လောကကြီးမှာခရစ်တော်ရဲ့နောက်လိုက်ကံဖြစ်ဖို့အတွက်ဆိုတာမလွယ်ကူတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့တခင်ယေရှုခရစ်တော်ရဲ့သက်တာကိုကြည့်တဲ့အခါမှာနောက်ဆုံးရှမသက်ခရစ်ခန်းကျင်း26 29 28ကိုကြည့်တဲ့အခါမှာယေရှုကသူ့အလိုတော်ကိုငင်းပယ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဖခမည်းတော်အလိုကိုဆောင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လဝါကားတိုင်းကိုထမ်းပြီးတော့ဂေါလာဂေါသအရက်မှာအပြစ်ရှိတဲ့လူသားတွေအားလုံးအတွက်အသေးခံပေးခြင်းအဖြစ်အဖခမည်းတော်ရဲ့ပြည့်စုံတဲ့အလိုတော်ကိုဆောင်ပေးတာဖြစ်တယ်။ဖျားရှင်နာမပုံချခြင်းရှိပါစေ။ကျွန်တော်တို့ဟာခက်ခဲကြမ်းတမ်းတဲ့အရာဖြစ်ပါစေ။ဖခင်အလိုတော်ဆိုလို့ရှင်တော့မိမိကိုနှိမ့်ချပြီးတော့တခင်ရဲ့နောက်ကိုလိုက်နိုင်တဲ့သူတွေဖြစ်ဖို့ရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ။နံပါတ်2ကတော့ပါလဲဆိုလို့ရှိရင်တခင်ယေရှုခရစ်တော်ကျွန်တော်ကိုတွင်တင်တဲ့အရာဖခင်အလိုတော်ကိုဆောင်နိုင်ခြင်းဆိုတဲ့အရာကကြံတဲ့နေရာကနေပြီးတော့ဒီလောက်ခက်ခဲတဲ့အလိုတော်ကိုလေကိုမှဘလောက်ပတ်စံရှိတာလဲကိုမှဘလောက်တကိုးရှိတာလဲဆိုတဲ့အရာနဲ့မဖြေရှင်းနိုင်ဘူးဖခင်အလိုတော်ကိုဘယ်လိုနီးလန်းနဲ့ပဲဖြေရှင်းနိုင်တာလဲဆောင်နိုင်တာလဲဆိုလို့ရှိရင်ဆုတောင်းခြင်းအားပြည့်တာလင်ဆောင်ရွက်နိုင်တာဖြစ်တယ်။ဖျားရှင်နာမဘုန်းကြီးခြင်းရှိပါစေ။ယေရှုခရစ်တော်လက်ဝါးကားတိုင်းမှာတက်ဖွင့်အတွက်လေသူနတ်ဆိုးတွေကိုနှင်ထုတ်ခဲ့တဲ့တကိုးကသူ့ကိုခွန်အားမပေးနိုင်ဘူး။တေတော်သူတွေကိုရှင်ပြန်စေခဲ့တဲ့ယေရှုတကိုးတော်ကဒီအချိန်မှာသူ့ကိုခွန်အားမပေးနိုင်ဘူး။ဒီချိန်မှာယေရှုခရစ်တော်ကအဖခမည်းတော်အလိုတော်ကိုဝန်ခံနိုင်ဖို့ရဲ့အတွက်ယေရှုခရစ်တော်ကိုခွန်အားပေးတဲ့အရာကဘယ်နေရာနေလာတာလဲဆိုလို့ရှိရင်ဆုတောင်းခြင်းကနေပဲလာတာဖြစ်တယ်။တမန်ကျမ်းစာကပြောတယ်။သခင်ယေရှုခရစ်တော်ကငါစိတ်နှလုံးအလွန်ညှိုးငယ်တယ်။သေလောက်အောင်ငါစိတ်နှလုံးညှိုးငယ်တယ်။ယေရှုရဲ့ရင်ဆိုင်နေရတဲ့ဖြစ်အားကြီးပြဿနာလိုပဲပြော burden လိုပဲပြောဝန်ထုတ်ကြနဲတော့ဝန်ထုတ်ရှိမဟုတ်ဘူးဒါမဲ့အဲ့ဒီဝန်ထုတ်ကိုကယ်တင်ရှင်မဥယျာဉ်မှာသွားပြီးတော့သခင်ယေရှုခရစ်တော်ကဘုရားခင်တန်၌ဆုတောင်းတာဖြစ်တယ်တမန်ကျမ်းစာထဲမှာကျွန်တော်ဘာတွေ့ရလဲဆိုလို့ရှင်သခင်ယေရှုခရစ်တော်3ချိန်တိုင်အောင်ဆုတောင်းတယ်အပိုင်းငယ်10ပိုက်တော့မရှိတဲ့အထဲမှာသခင်ယေရှုခရစ်တော်3ချိန်တိုင်အောင်ဆုတောင်းတယ်မာသဲခန်းချင်း26ပိုင်းငယ်41မှာဆိုလို့ရှင်တယ်လို့ပြောတယ်စုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလွတ်မြေကြောင်းဆုတောင်းလျက်စောင့်နေကြလောစေဝိညာဉ်ကစေတနာရှိ냐တော်လဲကိုမူကအားနေသည်ဟုပေတရုအားမိတ်တော်မူ၏တခါတလေလေင
ဒါလေးလုံနိုင်ဝိညာဉ်တော့ဝိညာဉ်ရလေကျွန်တော်ဝိညာဉ်ဆူတောင်းတာကောင်းတယ်ဒါလေးကလှုပ်ချင်တယ်ဒါလေးကလှုပ်ချင်တယ်ကောင်းတဲ့ຢာတွေလှုပ်ချင်တယ်ဒါမဲ့လက်တွေ့မလုပ်ဘူးဘာဖြစ်လို့လဲခန္ဓာကိုယ်အားနေနေတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ကပေတရုတို့အဖွဲ့ကိုပြောတာစိတ်ဝိညာဉ်ကတော့လှုပ်ချင်တဲ့စေတနာရှိတယ်တဲ့ဒါမဲ့ကိုယ်ခန္ဓာမူကအားနေနေတယ်ဘာဖြစ်လို့လဲစုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလွတ်မြေကြောင်းသူတို့ဆုမတောင်းနိုင်အောင်စာရန်ကသူတို့ကိုစုံစမ်းနေတာယေရှုကိုလည်းဆုမတောင်းနိုင်အောင်စာရန်ကစုံစမ်းတော်ညာလည်းပဲယေရှုဟာစာရမာနရဲ့စုံစမ်းခြင်းကိုကြော်လွန်ပြီးတော့ကေသရှင်မဥယျာဉ်မှာသခင်ရဲ့ရှေ့တော်မူမှာဒူးထောက်ပြီးတော့၃ချိန်တောင်ဘုရားကိုဆုတောင်းတာဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးခြင်းရှိပါစေအဲ့ဒီဆုတောင်းခြင်းကပဲကျွန်တော်တို့သခင်ယေရှုခရစ်တော်ကိုခက်ခဲတဲ့အဖခမည်းတော်ရဲ့အလိုတော်ကိုဆောင်ဖွင့်အတွက်ရှေ့ကိုတွန်းပို့တာဖြစ်တယ်ဒီနေ့ယုံကြည်သူဖြစ်တော်ညာလည်းပဲသင်သက်တာထဲမှာဆုတောင်းခြင်းအသက်တာမရှိဘူးဆိုလို့ရှင်နော်ဖခင်အလိုတော်ကိုဆောင်ဖွင့်အတွက် impossible မဖြစ်နိုင်ပါဘူးဒီနေ့ကျွန်တော်အားလုံးသိကြတယ်ဆုတောင်းခြင်းမှာတကူရှိတယ်ဆိုတော့ကျွန်တော်သိတယ်ဆုတောင်းခြင်းရရအားလုံးကိုပြောင်းလဲစေနိုင်တယ်ဆိုတော့ကျွန်တော်သိတယ်ကျွန်တော်မေးပြရစီဘယ်ချိန်မှသင်ဆုအတောင်းဆုံးလဲသင်ဘာကြောင့်ဆုတောင်းတာလဲသခင်ယေရှုခရစ်တော်ကဒီရှမာသက်ခရစ်ခန်းကျမ်း26ထဲမှာဆုတောင်းခြင်းကိုအထူးအလေးနဲ့ထားပြီးတော့ဆုတောင်းတာဖြစ်တယ်သခင်ယေရှုခရစ်တော်ကေသရှင်မှာဥယျာဉ်မှာကိုတော်ကောင်းချီးပေးပါလို့ဆုမတောင်းပါဘူးကိုတော်ကျွန်တော်ကိုကြွယ်ဝခြင်းပေးပါလို့လည်းဆုမတောင်းဘူးကိုတော်ကျွန်တော်ကိုတကိုးတာ၍ပေးပါလို့ဆုမတောင်းဘူးကိုတော်ကျွန်တော်ကိုချမ်းသာစေပါလို့လည်းဆုမတောင်းဘူးသခင်ယေရှုခရစ်တော်ကေသရှင်မှာဥယျာဉ်မှာဆုတောင်းတာအဖခမည်းတော်အလိုတော်ကိုဆောင်ရွက်နိုင်တော်သူဖြစ်ဖွယ်အတွက်ပဲဆုတောင်းတာဖြစ်တယ်ဖျားရှင်နာမဘုန်းကြီးရှိပါစေဖျားအလိုတော်ကိုဆောင်တာခက်ခဲတယ်ချစ်တော်ဓမ္မမိတ်ဆွေများမလွယ်ဘူးဒါပေမဲ့ဖခင်အလိုတော်ကိုတင်တကယ်ဆောင်ရွက်ခြင်းနဲ့ဆိုလို့ရှိရင်တင်းရဲ့တက်တာထဲမှာဆုတောင်းခြင်းအသက်တာကိုပြုစုရမှာဖြစ်တယ်ဆုတောင်းခြင်းဆိုတဲ့အရာကတနည်းအားဖြင့်ပြောမှဆိုရှင်သင်ဆုတောင်းလိုက်တဲ့အခါမှာသင်ဟာတဘာဝနယ်ပယ်ထဲကနေပြီးတော့တဘာဝလိုနယ်ပယ်ထဲကိုသင်ဝင်သွားတာဖြစ်တယ်သင်ဆုတောင်းတဲ့အခါတိုင်းမှာတဘာဝလိုနယ်ပယ်ထဲမှာရှိတဲ့ဖခင်ရဲ့လှုပ်ဆောင်ခြင်းကိုသင်ခံစားလာမှာဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးရှိပါစေဒီနေ့ရှေ့မှာကျွန်တော်တရားဟောနေတဲ့ကျွန်တော်ပြင်လေအခုချိန်မှာပြဿနာများစွာပဲကျွန်တော်ကြည့်ဆရာကျွန်တော်တရားဟောနေတယ်သူ့မှာပြဿနာကင်းတယ်ထင်တယ်သူ့မှာအများကြီးရှိတယ်ထင်တယ်မဟုတ်ဘူးကျွန်တော်မှာမရှိတဲ့ຢာတွေလည်းအများရှိတယ်ဖြည့်ရှင်းရမယ့်ຢာတွေလည်းအများရှိတယ်ဒါပေမဲ့ကျွန်တော်ဆုတောင်းတဲ့အခါမှာကျွန်တော်ကိုဖခင်ကဆုတောင်းတဲ့ခါတိုင်းမှာတဘာဝနယ်ပယ်တွေကနေတဘာဝလိုနယ်ပယ်တွေကိုကျွန်တော်ရောက်သွားတဲ့ခါတိုင်းမှာဖခင်စီကနေအသစ်သစ်သောစိတ်ချမှုတွေဖျားရှင်ခံစားစေတာဖြစ်တယ်အသစ်သစ်သောမျှော်လင့်ခြင်းတွေဖျားရှင်ပေးတာဖြစ်တယ်ဒီနေ့ချစ်တော်ဓမ္မမိတ်ဆွေများတင်းရဲ့တက်တာထဲမှာလေးလက်နေသောအရာဖခင်အတွက်ကောင်းတယ်ဒါတော့ဖခင်မနစ်သက်သောအရာဖြစ်တယ်ဖခင်လူတော်ကဒါဖြစ်တယ်ဆိုတာကိုသင်သိသိကြီးနဲ့မလုံနိုင်ဘူးဆိုလို့ရှိရင်ဒီဟာလေးကိုတော့ကျွန်တော်ခွာပေးခြင်းပါတယ်ဆုတောင်းခြင်းတက်တာကိုယနေ့ကနေအစပြုပါသခင်ယေရှုခရစ်တော်ပြောတယ်စုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလွတ်မိအကြောင်းဆုတောင်းရက်စောင့်နေကြလောဒီနေ့ဖခင်ရဲ့အလိုတော်စောင့်နိုင်ဖို့လို့ငါဘုရားလိုတော်နဲ့အညီအသက်ရှင်နိုင်ဖို့လို့ငါရေးချက်ပြီးတော့တကယ်ပဲဘုရားခင်အလိုတော်ရှိတဲ့သူ့ရဲ့နောက်လိုက်တပည့်ကောင်းနေဖြစ်ဖို့အတွက်ဆိုလို့ရှင်တော့ဘုရားအလိုတော်ကိုကျွန်တော်စောင့်နိုင်တဲ့ခွန်အားကခက်ခဲရင်လည်းစောင့်နိုင်တဲ့ခွန်အားကဘယ်ကနေလာတာလဲဆိုလို့ရှင်ဆုတောင်းရှင်နေပဲလာတာဖြစ်တယ်ဆိုပါစို့တဆုံတဲ့တော့သူကျွန်တော်ချီနှောင်နေတယ်ခွတ်မလွတ်နိုင်ဘူးသိမို့လားခွတ်မလွတ်နိုင်ဘူးတဘာဝတရားမှာကျွန်တော်ရက်နေတဲ့ရွက်ဒီလိုခွတ်မလွတ်နိုင်ဘူးဒါပေမဲ့ခွတ်လွတ်ခြင်းဆိုတာဖခင်အလိုတော်ဆိုကျွန်တော်သိတယ်ခွတ်မလွတ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့အိမ်အားကိုအားကိုးခြင်းမရှိဘဲနဲ့ခွတ်လွတ်နိုင်ဖို့ဟာခွတ်လွတ်ခြင်းဟာဖခင်အလိုတော်ဖြစ်တယ်ဆိုကျွန်တော်သိတဲ့အခါမှာခွတ်လွတ်နိုင်ခြင်းတကူကိုဖျားရှင်နေတဲ့ဆုတောင်းခြင်းနဲ့ကျွန်တော်တောင်းခံတဲ့အခါမှာတဘာဝလွန်နေပေတဲ့ကိုကျွန်တော်စီးစင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီခွန်လွတ်နိုင်တဲ့အစွမ်းစားဘယ်ဟာနေစီးစင်းလာတာလဲဆိုလို့ရှိရင်ဆုတောင်းခြင်းနေပဲတင့်တက်တာထဲမှာစီးစင်းလာမှာဖြစ်တယ်အိမ်တော်မှာစေခန္ဓာလည်းပဲအလားတူပါပဲဖခင်မိုးတော်ဆောင်တဲ့အခါမှာလည်းပဲအလားတူပါပဲ
ဒါကြောင့်မလို့ဆုတောင်းခြင်းအဖြစ်ဖခင်အလိုတော်ကိုဝန်ခံနိုင်တော်သူတွေဖြစ်ဖို့အရောက်တောင်းဖျားရှင်ကောင်းချီးပေးပါစေယေရှုခရစ်တော်ရဲ့တတ်တာယေရှုခရစ်တော်ကဖခင်အလိုတော်ကိုဘယ်လိုပုံစံနဲ့နောက်ဆုံးဝန်ခံတာလဲဆိုလို့ရှင်ဖခင်ရဲ့အလိုတော်ကိုဝန်ခံဖို့အတွက်ဒီနေ့နံပါတ်3ချက်ကျွန်တော်အားပေးခြင်းတဲ့အရာကတော့ပါလဲဘသူကိုမှမြည်ခိုခြင်းမပြုပါနဲ့နံပါတ်1ဖခင်အလိုတော်ကိုဝန်ခံတယ်ဖခင်အလိုတော်ထဲမှာတကယ်သက်ရှင်ခြင်းနဲ့ဆိုလို့ရှင်တော့ကိုငင်းပယ်ရမယ်လဝါကားတိုင်းကိုနေတိုင်းထမ်းဖို့အတွက်လိုအပ်တယ်ဖခင်အလိုတော်ကိုတကယ်ဆောင်နိုင်ဖို့အတွက်ခွန်အားဟာဆုတောင်းခြင်းကနေပဲလာတယ်အလားတူဖခင်အလိုတော်ကိုဆောင်ရွက်နိုင်ဖို့လို့ငါအခြားသောသူတွေကိုမြည်ခိုလို့မရဘူး never depend on others ယေရှုဟာလေသူ့ရဲ့နောက်လိုက်တပည့်တော်တွေထဲကနေစိတ်အချရဆုံးပေတရုကိုခေါ်သွားတယ်ရှင်ယာကုကိုခေါ်သွားတယ်ရှင်ယောဟန်ကိုခေါ်သွားတယ်ဘာအတွက်လဲသိလားယေရှုအယံကိုညှိုးငယ်သောစိတ်တေလောက်အောင်ထိသူခံစားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ငါနဲ့အတူဆူတောင်းအောင်ဆိုပြီးတော့သူ့ရဲ့တပည့်တော်တွေထဲနဲ့အယုံကြည်ဆုံးသောသူတွေခေါ်သွားတယ်တခါတလေကလေအယုံကြည်ဆုံးရသောသူတွေကလည်းဆုမတောင်းဆုံးသောသူတွေဖြစ်ကောင်းနဲ့ဖြစ်နိုင်တယ်နော်ယေရှုရဲ့စိတ်ချရဆုံးသောသူတွေကလေကေသရှင်မဥယျာဉ်မှာယေရှုသူတို့သခင်နဲ့တွားပြီးတော့ဆုတောင်းဖို့ယေရှုကိုဝိုင်းဆုတောင်းပေးဖို့ယေရှုကိုဖျားကြခွာပေးဖို့အတွက်စိတ်ချရဆုံးသောသူကိုခေါ်သွားပေးမယ်လည်းပဲယေရှုတယောက်ပဲဆုတောင်းပြီးတော့ယေရှုပြန်လာတဲ့ခါတိုင်းမှာအဲ့ဒီတပည့်တော်အိတ်ငိုက်နေတယ်တဲ့ sleeping တဲ့အိတ်ငိုက်နေတယ်ပထမခါအိတ်ငိုက်နေတယ်ဘာဖြစ်လို့မင်းတို့ဆုမတောင်းတာလဲနော်စုံစမ်းခြင်းနဲ့ကင်းလို့ပွင့်အတွက်ဆုတောင်းကြပါလို့ယေရှုပြောပြီးတော့ယေရှုကဒုတိယအချိန်ကဲသရှင်မဥယျာဉ်အတွင်းခန်းကိုဝင်ပြီးတော့သွားဆုတောင်းတယ်ကိုရောအလိုတော်နဲ့ညီပဲဖြစ်စေပါကျွန်တော်အလိုတော်ကိုပယ်ပါကိုရောအလိုတော်တိုင်းဖြစ်စေပါကိုရောအလိုတော်ကိုဆောင်ရွက်နိုင်တော်သူဖြစ်ဖို့အတွက်ပဲမဆပါဆုတောင်းတယ်ပြန်လာတဲ့အခါမှာသူ့ရဲ့တပည့်တော်တွေကဘာဖြစ်တာလဲမျက်လုံးလေးလေးကြီးဖြစ်နေတယ်ကြည့်လို့လည်းမကောင်းဘူးဒီနေ့ဒီထဲမှာယုံကြည်သူဖြစ်ပေမဲ့လည်းပဲတပတ်မှာတနာရီတောင်ပြည့်အောင်ဆုမတောင်းတဲ့သူတွေဘယ်နှယောက်ရှိမလဲအပြင်ပန်းတရမ်းနေတော့အရင်လှလှပပခရီးရမယ်ဒါပေမဲ့အတွင်းထဲမှာတော့အခြေအနေမကောင်းဘူးပေတရုတို့ရှင်ယောဟန်တို့ရှင်ယာကုတို့လိုပဲကေသရှင်မဥယျာဉ်ထဲမှာသူတို့ရဲ့သခင်ယေရှုဒီလောက်ဒုက္ခရောက်ပြီးတော့ဒီလောက်ဒုက္ခဝေဒနာကိုဖြတ်တန်းရမယ်သခင်နဲ့ရှင်းနေတာတော့မှဆုမတောင်းဘူးမျက်စိလေးတယ်သူတို့အိမ်ငိုက်နေနိုင်တယ်ဒါမဲ့သခင်ယေရှုခရစ်တော်ဒီနှုတ်ကပတ်တော်ကျွန်တော်လေ့လာတဲ့အခါမှာကျွန်တော်သင်ယူတဲ့အရာကပါလဲယေရှုကသူတို့ကိုကြည်ပြီးတော့စိတ်ပြည့်ခြင်းမရှိဘူးသူလုံးရမယ့်အရာကိုသူတို့အိမ်ငိုက်ရင်လည်းဆက်ပြီးလုံနေတာဖြစ်တယ်ဖျားရှင်နာမဘုန်းကြီးရှင်ရှိပါစေဒီနေ့သင်တော်မိသားစုတွေအားလုံးကျွန်တော်အားပေးချင်ပါတယ်ဖခင်အလိုတော်ကိုဆောင်တဲ့အခါမှာသင်ရဲ့အသက်တာအရေးကြီးတယ်ဒါငါဖခင်အလိုတော်ကိုလှုပ်ဆောင်နေတာဖြစ်တယ်ဒါဖခင်အလိုတော်ဖြစ်တယ်လို့သူသင်သိတယ်ရှင်းလင်းတယ်ဆိုဘယ်သူမှမလုပ်ရင်လည်းပြဿနာမရှိသင်ဆက်လုပ်ပါသင်ကိုဖခင်ရှင်ကောင်းချီးပေးမှာဖြစ်တယ်အိုးဟိုဟာမလို့ဒီဟာမလို့သူလည်းမလုပ်ဘူးသူလည်းမရောက်ဘူးသူလည်းနောက်ကျတယ်သူလည်းဒီလိုဖြစ်တယ်သူလည်းဒီလိုပြောတာပဲဘယ်တော့မှဖခင်အလိုတော်ကိုဆောင်တဲ့နေရာမှာအခြားသောသူတွေကိုမြည်ခိုခြင်းမပြုပါနဲ့ယေရှုခရစ်တော်ရဲ့သူ့ရဲ့တပည့်တော်တွေဆုတောင်းခြင်းမတောင်းခြင်းပေါ်မှာမမြည်ခိုဘူးသူကိုအားပေးဖို့အတွက်ခေါ်သွားတဲ့ဒီတပည့်တော်တွေကသူ့အတွက်ဆုမတောင်းရင်လည်းပဲယေရှုရက်တက်ခြင်းမရှိဘူးဆက်ပြီးတော့ခမေးတော်အလိုတော်ကိုဆုတောင်းခြင်းနဲ့ပြည့်စုံစေဖို့ရှေ့ကိုခြေတက်တာဖြစ်တယ်ဘုရားရှင်နာမဘုန်းကြီးချင်းရှိပါစေကိုရောကျွန်တော်အလိုတိုင်းမဖြစ်ပါစေနဲ့ကိုရောအလိုတော်အတိုင်းပဲဖြစ်ပါစေဆိုပြီးတော့ဘယ်နှချိန်ထိတိုင်အောင်ဆုတောင်းတာလဲဆိုလို့ရှိရင်ယေရှုခရစ်တော်ဟာ3ချိန်မြောက်တိတိုင်အောင်ဆုတောင်းတာဖြစ်တယ်အဲ့ဒါကြောင့်မလို့လဲဆောနာကျွန်တော်ဖတ်သွားတဲ့ဖိလိပ္ပိခန်းကြီးနဲ့ပိုင်းငယ်8နဲ့7မှာဆိုလို့ရှိရင်ဒီလိုပြောထားတယ်ထို့သောလူဤကိုအိမ်ကလက္ခဏာနဲ့ပြည့်စုံလေအသေးခံရှင်းတာမဟုတ်လဝါကားတိုင်းမှာသေခံတိတိုင်အောင်အစေခံကျွန်ခံ၍ကိုနှိတ်ချတော်မူ၏ထို့ကြောင့်ဖျားခင်သည်ကိုတော်ကိုအလွန်ချီးမြှောက်၍ဘွဲနာမတကားတို့ထက်ကြီးမြတ်သောဘွဲနာမကိုပေးသနာတော်မူ၏လက်ခုပ်တီးလက်ဖျောက်ချီးမွမ်းရအောင်ဟာလေလုယာ
ကေတရှင်မဥယျာဉ်မှာကူညီမဲ့သူမရှိတလူလူနဲ့သူ့ရဲ့အလိုဆန္ဒတွေကိုငင်းပယ်ပြီးတော့ခက်ခဲတဲ့ဖခင်အလိုတော်ကိုဆောင်ရွက်တော်သခင်ယေရှုခရစ်တော်ဟာနောက်ဆုံးမှာတော့နာမတကာတို့ထက်တာ၍ကြီးမြတ်သောဘွဲနာမကိုအဖခမင်းတော်ကိုယ်တိုင်ပေးတာဖြစ်တယ်။ဖျားရှင်နာမဘုန်းကြီးခြင်းရှိပါစေ။အောက်မှာဆိုလို့ရှိအကြောင်းမူကားတဲ့ကောင်းကင်တတဝါမြေကြီးတတဝါမြေကြောင်၌ရှိသောတတဝါတီးဟူသောခတ်သိမ်းသောတတဝါတို့၏ဒီယေရှု၏နာမတော်ကိုဒူးထောက်၍ယေရှုခရစ်၏သခင်ဖြစ်တော်မူ၏ဟုနှုတ်နဲ့ဝန်ခံတဲ့ဖြစ်ခမည်းတော်ဖခင်၏ဘုန်းအတရေကိုထင်ရှားစေမည်အကြောင်းတည်းဒီနေ့ဖခင်အလိုတော်တိုင်းအသက်ရှင်ခြင်းဟာခက်ခဲပါတယ်သင်ဖခင်အလိုတော်အတိုင်းအသက်ရှင်လို့လူရရဲ့ကဲ့ရဲ့ခြင်းလူရရဲ့ပြစ်တင်ခြင်းလူရရဲ့အထင်သေးခြင်းအမျိုးမျိုးတွေခံကောင်းခံနိုင်ပါတယ်ဒါမဲ့ဒီနေ့ကျွန်တော်အားပေးပါစေတမန်ကျမ်းစာပြောတယ်သခင်ယေရှုခရစ်တော်ဟာအဖခမည်းတော်အလိုကိုဆောင်ဖွင့်အတွက်ဘလောက်အတားအဆီးတွေရှိသည်ဖြစ်စေလဝါကားတိုင်းထိတိုင်အောင်အဖခမည်းတော်ပြည့်စုံသောအလိုတော်ကိုထမ်းဆောင်ဖို့ပြည့်စုံစေဖွင့်အတွက်ကားတိုင်းထိတိုင်အောင်တက်တဲ့ခါမှာနောက်ဆုံးအဖခမည်းတော်သူ့ကိုဘွဲ့နာမတကားတဲ့တာ၍ကြီးမြတ်တဲ့ဘွဲ့နာမကိုပေးတာဖြစ်တယ်ဖခင်ခင်ဒီကျွန်တော်ကိုချီးမြှောက်နိုင်တဲ့ဖခင်ရှင်ဖြစ်တယ်ဟာလေလုယာဖခင်အလိုတော်ကိုဆောင်ခြင်းခက်ခဲတော်ညာလည်းပဲနောက်ဆုံးမှာချီးမြှောက်ခြင်းရှိတာဖြစ်တယ်နောက်ဆုံးမှာကောင်းချီးမင်္ဂလာရှိတာဖြစ်တယ်နောက်ဆုံးမှာကျမ်းမာခြင်းရှိတာဖြစ်တယ်နောက်ဆုံးမှာအောင်မြင်ခြင်းရှိတာဖြစ်တယ်ဟာလေလုယာတစ်ပေခန်းကြီးလေးပိုင်းငယ်73ထဲမှာသင်တို့သည်တဲ့ခရစ်တော်၏စင်ငယ်ကိုဆက်ဆံကြသည်ဖြစ်၍ဘုန်းတော်ပေါ်ထွန်းသောအခါအလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်းယခုပင်ဝမ်းမြောက်ကြလော့တမန်တော်ရှင်ပေတရုကသင်တို့ကယေရှုခရစ်တော်နဲ့အတူဆင်းရဲခြင်းကိုခံကြတယ်ဆိုလို့ရှိရင်ဖခင်ရဲ့ဘုန်းတော်ပေါ်ထွန်းတဲ့အခါမှာသင်တို့ကအလွန်ဝမ်းမြောက်ကြမယ်ဆိုတာကြိုမြင်ပြီးတော့ယခုကတည်းကကြိုပြဝမ်းမြောက်ကြပါယောမခန်းကြီး၈ပိုင်းငယ်18ထဲမှာငါတို့အပေါ်ထွန်းလက်တန့်သောဘုန်းကိုထောက်တော်ယခုမျက်မှောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုဗမာနမပြုထိုက်ဟုငါသဘောရှိ၏ဖျားရှင်နာမဘုန်းကြီးရှင်ရှိပါစေဒီနေ့တော့ကပတ်တော်ကျွန်တော်ပြင်ဆင်ခြင်းနဲ့ကြရနေပြီးတော့ဖျားရဲ့ဝိညာဉ်တော်ကျွန်တော်စိတ်ဝိညာဉ်ထဲမှာနှိုးဆော်အားလုံးအတွက်ဟုတ်ခြင်းမဟုတ်မယ်ကျမ်းနဲ့ခက်ခဲတယ်လူဟာလေကိုယ်ကိုထိရင်တော့မခံချင်ဘူးလူရဲ့သဘောတဘာဝကိုယ့်အတွက်ပဲစဉ်းစားတာဖြစ်တယ်ဒါပေမဲ့အရှိရှသင်းတော်ဟာလေတေးရင်လည်းပဲဖခင်သခင်ကကိုယ့်အတွက်ပဲစဉ်းစားတဲ့အသင်းတော်မှာဖြစ်စေခြင်းမို့ဖခင်ခင်နေကျွန်တော်ရဲ့တဲရောက်ကိုချဲ့ပေးခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်ဟာလေလုယာဖခင်အလိုတော်ကိုဆောင်ပြီးတော့ကိုအားဖြင့်အခြားသောသူတွေကောင်းခြင်းမင်္ဂလာခံစားစေတဲ့အသင်းတော်ဖြစ်ဖို့ယုံကြည်သူတွေဖခင်ရဲ့နောက်လိုက်သောသူတွေဖြစ်ဖို့ဖခင်ရှင်လိုတော်ရှိတာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဝင်ငါသွားတဲ့နှုတ်ကပတ်တော်ကိုခြုံရမယ်ဆိုလို့ရှင်ဖခင်ရဲ့အလိုတော်ကို 100% ပြည့်စုံတဲ့ဖခင်အလိုတော်နဲ့ညီကျွန်တော်အသက်ရှင်ခြင်းနဲ့ဆိုရှင်နေ့တိုင်းငါမှာဘာငင်းပယ်စရာရှိတာလဲဆိုတော့ကိုအမြဲတမ်းစင်စစ်ကြရအောင်မမာနာလားဘာလဲဖခင်ရဲ့အလိုတော်နဲ့စန့်ကျင်ဖက်ရှိတဲ့အရာရှိခဲ့သောအမြဲတမ်းကိုဆန်းစစ်ပြီးတော့ငင်းပယ်နိုင်တဲ့အသက်တာရှိကြရအောင်ပြီးတော့ကျမ်းစာပြောတယ်လဝါကားတိုင်းကိုထမ်းပါလဝါကားတိုင်းဆိုထမ်းတဲ့ကမှာခက်ခဲတယ်ဆိုတာသိတယ်ဒါပေမဲ့အဲ့ဒါခက်ခဲတယ်ဆိုတာသိရတော့ညာဒီဝန်ကြီးကိုထမ်းတာခက်ခဲတယ်ဆိုတာသိတယ်မနက်စောလာတယ်ခက်ခဲတယ်ဆိုတာသိတယ်ဆုတောင်းတာခက်ခဲတယ်ဆိုတာသိတယ်ကျမ်းစာပတ်တာခက်ခဲတယ်ဆိုတာသိတယ်အခြားသောသူတွေကိုချစ်တယ်ဆိုတာခက်ခဲတယ်ဆိုတာသိတယ်အခြားသောသူတွေကိုပေးကမ်းတယ်ဆိုတာခက်ခဲတယ်ဆိုတာသိတယ်ဒါပေမဲ့ယေရှုပြောတယ်လက်ဝါးကားတိုင်းနေ့တိုင်းထမ်းပါလို့ပြောတယ်ဟာလေလုယာအမြဲနေ့တိုင်းလက်ဝါးကားတိုင်းကိုထမ်းပြီးတော့ခရစ်တော်ရဲ့နောက်ကိုလိုက်တော်သူတွေဖြစ်ဖို့ဖျားရှင်လိုတော်ရှိတယ်ဖျားအလိုတော်ကိုပြည့်စုံစေဖို့လို့ငါဒီနေ့ကျွန်တော်တို့ရဲ့ခွန်အားကဘယ်ကနေလာတာလဲအဆိုရှင်ဆုတောင်းခြင်းကနေပဲလာတာဖြစ်တယ်ယေရှုရဲ့လက်ဝတ်ချက်ကယူယူလေးပဲဆုတောင်းတယ်ကေရရှင်မှာဥယျာဉ်မှာဆုတောင်းတဲ့အခါမှာလက်ဝါးကားတိုင်းမှာအသေးခံရမယ့်အရာဟာသူ့ဘဝအတွက်အခက်ဆုံးသောအရာဖြစ်တော်ညာလည်းပဲလက်ဝါးကားတိုင်းထိတိုင်အောင်ချီတက်နိုင်တဲ့ခွန်အားဟာဆုတောင်းခြင်းကနေပဲဆင်းလာတာဖြစ်တယ်ဖျားရှင်နာမဘုန်းကြီးရှိပါစေသင်သက်တာထဲမှာဆုတောင်းခြင်းသက်တာပြုစုပါဖျားအလိုတော်ကိုဖော်ဆောင်တဲ့နေရာမှာဘယ်တော့မှအခြားသောသူကိုမမီခိုပါနဲ့အခြားသောသူတွေနဲ့မရှင်ပါနဲ့သင်ဟာသင်မဲ့သင်ကိုဖျားရှင်ရွေးကောက်တာဖြစ်တယ်
ယေရှုခရစ်တော်ဟာသူ့ရဲ့တပည့်တော်တွေသူ့နောက်ကိုဘသူမှမလိုက်ဘူးအားလုံးအိပ်ပျော်ကြပေမဲ့လည်းပဲယေရှုဟာဆက်ပြီးတော့ဆုတောင်းတာဖြစ်တယ်ယေရှုဟာဆက်ပြီးတော့သူ့ရဲ့အဖခမည်းတော်ရဲ့အလိုတော်ကိုဆောင်ရွက်ဖွင့်အတွက်ရှေ့ကိုရွေ့နေတာဖြစ်တယ်ဒီနေ့ဘသူမှဆုမတောင်းရင်လဲတင်းကြီးကိုမောင်နှမတွေဆုမတောင်းလဲတင်းကြီးကိုမောင်နှမတွေကျွန်တော်တင်းတော်ထဲမှာဟိုဟာအိုးဘသူကဒီလိုဖြစ်တယ်ဖြစ်ပါစေပြဿနာမရှိဘူးအရေးကြီးတဲ့အရာကတင်းဖျားနဲ့မှန်ကန်နေဖို့အရေးကြီးတယ်တင်းဟာရှေ့ကိုသွားတော်သူဖြစ်ဖို့အရေးကြီးတယ်အဲ့လိုသွားခြင်းအဖြစ်တင့်အားဖြစ်ဘုရားဘုန်းတော်ထင်ရှားလာမှာဖြစ်တယ်ဟာလေလုယာနောက်ဆုံးမှာသခင်ယေရှုခရစ်တော်ကိုနာမတကာတို့အထက်မှာချီးမြှောက်သောဘုရားခင်သည်ဘုရားအလိုတော်ကိုဝန်ခံသောသူတွေရဲ့ဏိကုံးမှာချီးမြှောက်ခြင်းရှိတာဖြစ်တယ်ဟာလေလုယာကောင်းစားခြင်းရှိတာဖြစ်တယ်အောင်မြင်ခြင်းရှိတာဖြစ်တယ်ကြွယ်ဝခြင်းရှိတာဖြစ်တယ်ဒီနေ့ဘုရားအလိုတော်ကိုဆောင်ခြင်းဟာခက်ခဲသောအရာဖြစ်တော်ညာလည်းပဲသူအလိုတော်ထဲမှာဘုရားရဲ့ပြည့်ပြည့်စုံသောအလိုတော်ကိုဝန်ခံနိုင်သောသူတွေဖြစ်ဖို့အရောက်တိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာလက်ခုပ်တီးလက်ဖြောက်ချီးမွမ်းရအောင်ဟာလေလုယာအာမင်